how come နဲ့ why နဲ့ကတူတယ်ဒီအတိတ်ဘက်ကဘာလို့ဘာကြောင့်ဘလို့ဖြစ်လို့ informal way မှာသုံးတယ် friendly ငယ်ချင်းချင်းရင်းနှီးတဲ့ခြေနေမျိုးဆိုရင်သုံးလို့ရတယ်ဥပမာ how come you didn't text me back last night မနေ့ညကဘာလို့ငါ့ကိုစာပြန်မပို့တာလဲ။နေ့အပြင်ပြောရမယ်ဆိုရင်ဘာကြောင့်စာပြန်မပို့တာလဲ။ဘလို့ဖြစ်လို့လဲ။နောက်တစ်ခုကြည့်အောင် How come you know so much about this မင်းဘလို့ဖြစ်လို့ဒီအကြောင်းကိုအရန်သိနေတာလဲ။ဆိုလိုတာကဒီအကြောင်းကိုမင်းဘလို့သိတာလဲ။ဘလို့ဖြစ်လို့အရန်သိနေတာလဲ။နောက်တစ်ခုကြည့်အောင် How come you are late again todayမင်းဘလို့ဖြစ်လို့ဒီနေ့ထပ်နောက်ကြတာလဲဘာလို့ထပ်နောက်ကြတာလဲဘလို့ဖြစ်လို့ထပ်နောက်ကြတာလဲနောက်တစ်ခုကြည့်အောင် How come she's not coming to the party ပါတီပွဲကိုသူမဘာကြောင့်မလာတာလဲကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye